ကဲဒီနေ့မှာတော့အိန္ဒိယနိုင်ငံရဲ့ပထမဆုံးတအိုဒီသောအမျိုးသမီးဝင်ကြီးချုပ်တမဏီအမျိုးသမီးကြီးလူတော်ကျင်းစာခေါ်ဝေါ်ခဲ့ကြရတဲ့အိန္ဒိယဂန္ဒီရဲ့အကြောင်းကိုပြောပြသွားမှာဖြစ်ပါတယ်။ဟုတ်ပြီ။ဒီနေရာမှာအဓိကမေးခွန်းကတော့အမျိုးသမီးတစ်ယောက်တည်းကနစရဆူရဲ့ဩဇာအလွမ်းမိုးဆုံးပြီးတော့အငင်းပေါ်ဖွယ်ရအဖြစ်ဆုံးကောင်းဆောင်တစ်ယောက်ဘယ်လိုများဖြစ်လာခဲ့တာလဲဆိုတာပါပဲ။ဒီအကြောင်းကိုပဲအတူတူလေ့လာကြည့်ကြအောင်ပါ။ခဲဒီဇလန်ကိုအစကနေပြန်ကြည့်ကြအောင်။သူမဟာအိန္ဒိယရဲ့ပထမဆုံးဝန်ကြီးချုပ်ဖြစ်တဲ့ဂျဝါဟာလာနေရူရဲ့သမီးပါ။ဒီလိုနိုင်ငံရေးမိသားစုကနေနိုင်ငံရေးလောကတွေကိုဘလို့စပြီးခြေလမ်းဝင်လာခဲ့တယ်လဲဆိုတာကြည့်လိုက်ရအောင်ပါ။ဆိုတော့သူမရဲ့ဘဝအစောပိုင်းကနိုင်ငံရေးနဲ့တိုက်ရိုက်ကိုပတ်သက်နေခဲ့တာပါ။1940ခုမှာဖခင်ဖြစ်သူဝန်ကြီးချုပ်ဖြစ်လာခြင်းကစလို့သူမကိုယ်တိုင်လည်း1955မှာကွန်ဂရက်စ်ပါတီရဲ့လုံနှင်းကော်မတီဝင်ဖြစ်လာခဲ့တယ်။နောက်လေးနှစ်အကြာ1959မှာဆိုရင်ပါတီဥက္ကဋ္ဌဖြစ်တောင်ရွေးချယ်ခံခဲ့ရပါတယ်။ဒါကိုကြည့်တာနဲ့သူမရဲ့နိုင်ငံရေးမျိုးရုပ်နဲ့အဲ့ဒီအချိန်ကအာဏာရပါတီအပေါ်မှာဘလောက်အထိနည်းနည်းရှိုင်းရှိုင်းဆက်ဆက်မှုရှိနေလဲဆိုတာတွေ့နိုင်ပါတယ်။အခုသူမရဲ့တက်ကြွတဲ့နိုင်ငံရေးဘဝကိုစက်ကြည့်ကြရအောင်ပါ။ဝန်ကြီးချုပ်ယုံခန်းစီကိုပို့ဆောင်ပေးခဲ့တဲ့အထူးကခြေလင်းလီကပါတီထင်မလဲ။ဖခင်ဖြစ်သူရဲ့နေရာကိုစက္ကန့်နဲ့ဝန်ကြီးချုပ်လာမဟာတိုးရှာစထရီကရုတ်တရက်တွေလွန်သွားတော့သူမကိုအဘီယူညီနိုင်မှုရဝန်ကြီးချုပ်အဖြစ်ရွေးချယ်ခဲ့ကြတာပါ။ပါတီခေါင်းဆောင်ကြီးတွေကတော့သူမကိုနောက်ွယ်ကနေထင်းချုပ်လို့ချမဲ့ရုတ်တရုတ်လို့ထင်ခဲ့ကြပုံပါပဲ။ဒါပေမဲ့မကြခင်မှာပဲသူတို့ရဲ့မျှော်လင့်ချက်တွေလုံးဝလွဲချော်သွားခဲ့ပါတယ်။ဒါပေမဲ့ပါတီအတွင်းမှာအာဏာပြင်ဆိုင်မှုတွေကပြင်းထန်လာခဲ့တယ်။မော်ရာဂျီတန်ဆိုင်ဦးဆောင်တဲ့ဩကာရုခေါ်တဲ့ဝါရင်ခေါင်းဆောင်တွေကသူ့ခေါင်းဆောင်မှုကိုစန့်ကျင်ခဲ့ပြီးပါတီကနေတောင်ထုတ်ပယ်ခဲ့ကြတယ်။အဲ့ဒီခါမှာသူမကလက်မလျှော့ပဲပါတီဝင်အများစုကိုတူပတ်ပါအောင်စီယုံပြီး New Congress Party ဆိုတဲ့ကိုယ်ပိုင်အဖွဲ့ကိုဖွဲ့စည်းလိုက်တယ်။ဒီလိုနဲ့ပဲအာဏာကိုပို့ပြီးတော့ခိုင်မာအောင်လုပ်ခဲ့တာပါ။ဒီစကားကပါတီတွင်းအကွဲပြေးကာလမှာသူမရဲ့ပြင်းထန်တဲ့လွတ်လပ်လို့စိတ်နဲ့ခိုင်မာတဲ့နိုင်ငံရေးစိတ်ပိုင်းဖြတ်မှုကိုကွက်ကွက်ကွင်းကွင်းဖော်ပြနေတယ်လို့ပါပဲ။သူတစ်ပါးရဲ့ရုပ်သေးရုပ်အဖြစ်နေဖို့ကိုလုံးဝညှင်းဆန်ခဲ့သူတယောက်ပါ။2019ခုနှစ်ခုနှစ်အဲ့ဒီနေ့ကတော့သူမရဲ့အာဏာအထွက်ထိပ်ကိုရောက်ခဲ့တဲ့နေ့တစ်နှစ်ပါပဲရွေးကောက်ပွဲမှာလည်းအပြည့်အသက်နိုင်တဲ့စည်ရင်းမှာလည်းအဆုံးအဖြတ်ပေးနိုင်တဲ့အောင်ပွဲတစ်ခုကိုရယူနိုင်ခဲ့ပါလေအဲ့ဒီအချိန်ကအရှေ့ပါကစ္စတန်ရဲ့လွတ်လပ်ရေးလှုပ်ရှားမှုကိုအင်အားပြည့်လေထောက်ခံခဲ့ပြီးတော့အိန္ဒိယတင်မတော်ဟာပါကစ္စတန်ကိုလင်းမြန်ပြတ်သားတဲ့အောင်ပွဲတစ်ခုရယူနိုင်ခဲ့တယ်ဒီစစ်ပွဲကနေဘင်္ဂလားဒေ့ရှ်နိုင်ငံတဲ့ပေါ်ထွန်းလာခဲ့ပြီးအိန္ဒိယဂန္ဒီဟာအဲ့ဒီနိုင်ငံတဲ့ကိုအတိမပြေတဲ့ပထမဆုံးခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်ဒီအောင်ပွဲကြောင့်သူမတဲ့ပုံရိပ်ဟာတကယ်ကိုတန်ကိုထွားတဲ့နိုင်ငံကောင်းဆောင်တူအဖြစ်ခိုင်မာသွားခဲ့ပြီးလူကြိုက်များမှုကလည်းအမြင့်ဆုံးကိုရောက်သွားခဲ့တော့တာပါပဲအခုသူမရဲ့နိုင်ငံရေးဘဝမှာအကြီးမားဆုံးအချိုးအကွေ့တစ်ခုကိုရောက်လာပါပြီတရားရုံးဆုံးဖြတ်ချက်တစ်ခုကသူမရဲ့အာဏာကိုချင်းချောက်လာတဲ့အခါမှာဘယ်သူမှမထင်ထားတဲ့တုံ့ပြန်မှုတစ်ခုကိုပြုလုပ်ခဲ့ပါတယ်ကဲအရေးပေါ်အခြေအနေဆိုတာဘာလဲဆိုတာကိုရှင်းရှင်းလင်းလင်းကြည့်ကြရအောင်1985ခုနှစ်ဇွန်လ25ရက်နေ့မှာတရားရုံးချုပ်ကသူ့အမကိုအဖြစ်ရှိတယ်လို့ဆုံးဖြတ်လိုက်တယ်အဲဒီနောက်မှာပဲအရေးပေါ်အခြေအနေကိုကြီးညာခဲ့တာမှာဒါကဝန်ကြီးချုပ်ကိုအမိန့်ဒီဂရီနဲ့အုပ်ချုပ်ခွင့်ဖွဲ့စည်းပုံအခြေခံဥပဒေပါအခွင့်အရေးတွေကိုဆိုင်းငံ့ခွင့်စတဲ့ထူးခဲ့တဲ့အာဏာတွေပေးရလိုက်တာပါပဲဒီကာလကတော်တော်လေးတော့မဟုတ်ခဲ့ပါဘူးဒီ slide ပေါ်ကကနန်းတလုံးတွေကရာအားလုံးကိုပြောပြနေပါတယ်အိန္ဒိယမှာဒီမိုကရေစီကို21လပေါင်း21လတတိဆိုင်းငံ့ထားခဲ့ရတာပါဒီ21လတာကာလအတွင်းမှာဘာတွေဖြစ်ခဲ့တယ်လဲနိုင်ငံရေးပြိုင်မှတ်တွေကိုတရားမစစ်ပဲထောင်ချခဲ့တယ်စာနယ်ဇင်းတွေကိုလည်းပြင်းပြင်းထန်ထန်စဉ်းစားဖျက်တောက်ခဲ့ပြီးပြည်သူအခွင့်အရေးတွေအလုံးကိုဆိုင်းငံ့ထားခဲ့ပါတယ်တောက်ပြင်းအဓမ္မတာကြောက်ဖျက်ခြင်းလို့လူမကြိုက်များတဲ့မူဝါဒတွေကိုအကောင့်ထဲပေါ်ခဲ့တယ်လို့ Talkman Gate နဲ့မူဇာဖနာကမှအရက်သားတွေကိုရဲကောပစ်ခတ်တဲ့ဖြစ်ရတဲ့အထီတုံရှိခဲ့ပါတယ်အရေးပေါ်အခြေအနေရဲ့နောက်ဆက်တွဲကတော့သူမအတွက်ကြီးမားတဲ့ကြဆုံးမှုပါပဲဒါပေမဲ့ဇလန်ကဒီမှာမပြီးသေးပါဘူးရွေးကောက်ပွဲမှာပြတ်သက်ရှုံးနိမ့်ခဲ့ရကနေမယုံနိုင်စရာနိုင်တဲ့ရေးခမ်းဘက်တစ်ခုကိုပြန်လုပ်ခဲ့ပါတယ်အရေးပေါ်အခြေအနေရဲ့ဘောလူထုရဲ့ကျေပြတ်တဲ့ဆန့်ကျင်မှုကြောင့်နောက်ဆုံးမှရွေးကောက်ပွဲတွေပြန်ကျင်းပတဲ့အခါမှာတော့သူမဟာအပြတ်သက်ရှုံးနိမ့်ခဲ့ပါတယ်ဂျာနတာပါတီကအာဏာရသွားခဲ့တယ်ဒါဒီမကဲသေးဘူးအစိုးရအာဏာအလွယ်တွန်းစားမှုဆွဲချက်တွေနဲ့အချင်းချင်းခံရတဲ့အထိသူမရဲ့နိုင်နေရေးဘဝဟာအောက်ဆုံးကိုရောက်သွားခဲ့ပါတယ်။ဒါမဲ့အန်အောစရာကောင်းလောက်အောင်ပဲရှုံးနိမ့်ပြီး3ရက်အကြာ1980ခုနှစ်မှာအာနာယဂျနေတာပါတီအတွင်းကသဘောထားကွဲလွဲမှုတွေကိုအခွင့်ကောင်းယူပြီးအပြတ်အသက်နိုင်ပွဲနဲ့အတူဝန်ကြီးချုပ်အဖြစ်ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။တကယ်ကိုမယုံနိုင်စရာနိုင်ငံရေးပြန်လာခြင်းပါပဲ။
အခုသူမဘဝရဲ့နောက်ဆုံးအရှုပ်ထွေးဆုံးအခန်းကဏ္ဍကိုရောက်လာပါပြီပြည်တွင်းပဋိပက္ခတွေနဲ့ပြည့်နေပြီးဝန်နီးစရာအဖြစ်ဆိုးနဲ့အဆုံးသတ်ခဲ့ရတဲ့ကာလပေါ့ အကျက်အသေးတစ်ခုပေါ်ပါလာပါတယ်။ပန်ဂျပ်ပြည်နယ်မှာစစ်ခွဲထွက်ရေးသမားတွေရဲ့အကြမ်းဖက်လှုပ်ရှားမှုပါ။ဒီပฏิပတ်ခတ်ကသူမရဲ့နောက်ဆုံးအာဏာသက်တမ်းကိုလာမှုခဲ့ပြီးနောက်ဆုံးမှာတော့သူမရဲ့အသက်ကိုပါနှုတ်ယူသွားခဲ့ပါတယ်။ ဖြစ်ရပ်တွေကိုအစင်းလိုက်ကြည့်ရအောင်ပါ1982မှာစစ်သွေးကြွတွေကအမရစ်စာကရတဲ့ရွှေချောင်းတို့ကိုတင်ပိုက်လိုက်တယ်1984ဇွန်လမှာကန်ဒီက Operation Blue Star လို့ခေါ်တဲ့စစ်စင်ရေးကိုအမိန့်ပေးပြီးစစ်တပ်ကိုဝင်ရောက်စီးနင်းစေခဲ့ပါတယ်ဒီစစ်စင်ရေးကစစ်သွေးကြွတွေကိုရှင်းလင်းနိုင်ခဲ့ပြီးမဲ့စစ်အတိုင်းအဝိုင်းကိုအလွန်အမင်းဒေါသထွက်စေခဲ့ပြီးလေးလအကြာမှာတော့လက်စားချေတဲ့အနေနဲ့သူမရဲ့ကိုယ်ပိုင်စစ်ကိုရန်တော်ရဲ့လှုပ်ကြံတပ်ဖြတ်ခြင်းကိုခံခဲ့ရပါတယ် ဒီစစ်စင်ရေးကြောင့်လူအသက်ပေါင်းများစွာဆုံးရှုံးခဲ့ရပါတယ်အစိုးရရဲ့တရားဝင်ထုတ်ပြန်ချက်အရအိန္ဒိယစစ်သား80ကျော်နဲ့စစ်သွေးကြွနဲ့ဗျာဝူရပေါင်းများစွာတေဆုံးခဲ့တယ်လို့ဆိုပါတယ်ဒါပေမဲ့6အတိုင်းဝိုင်းရဲ့ခန့်မှန်းချက်တွေကတော့တေဆုံးသူအရဲ့အသက်ဟာထောင်နဲ့ချီပြီးရှိနိုင်တယ်လို့ဆိုကြတာကြောင့်ဒီဖြစ်တာဟာဒီနေ့အထိအငင်းကွာဝယ်ရာထိနေစေပါ ဒီတော့နောက်ဆုံးမှာမေခွန်းတစ်ခုကြမ်းထည့်ပါတယ်အိန္ဒိယဂန္ဒီဟာသူရဲကောင်းလားအာနာရှင်လားသူမဟာတစ်ဖက်မှာနိုင်ငံကိုစစ်ပွဲမှာအောင်ပွဲရအောင်ဦးဆောင်ခဲ့တယ်လို့နောက်တစ်ဖက်မှာလည်းဒီမိုကရေစီကိုဆိုင်းငံ့ခဲ့သူပါသူမရဲ့အမွေအနှစ်ဟာဒီလိုစန့်ကျင်ဘက်ဖြစ်နေတဲ့ရှုထောင့်တွေနဲ့ပြည့်နှက်နေပြီးဒီနေ့အထိဆက်လက်ပြီးဆွေးနွေးငင်းခုန်နေရဆဲဖြစ်ပါတယ်